အားလုံးပဲမင်္ဂလာပါရှင်။ကျမနာမည်ကတော့ Cindy ဖြစ်ပါတယ်။ Cindy ရဲ့ပတ်စဉ် podcast စီစဉ်ကနေပြီးတော့ကျေးဇူးလိုက်ပါတယ်။ Cindy ကအရင်ဘက်ကဗီဒီယိုလေးထဲမှာဒီ2026အတွက် Vision Board ကို Cindy ဘယ်လိုပြုလုပ်လဲဆိုတာလေးရဲ့ပြီးတော့ Vision Board နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြောတယ်ပေါ့နော်။အဲ့ဒါနဲ့ဆက်ပြီးတော့ဒီဘက်မှာတော့ Cindy တို့2026အတွက် Cindy တို့ဒီကိုလိုချင်တဲ့ကိုဖြစ်ရှင်တဲ့ goals တွေကိုဘယ်လိုသတ်မှတ်ကြမလဲစတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးထဲမှာပြောသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစမ်းကြည့်ခင်မှာ Cindy ရဲ့ Facebook page နဲ့ YouTube channel လေးကို follow နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးတော့ Cindy ကဒီ TikTok channel လေးကိုလည်းဖွင့်ထားပါတယ်။ TikTok လေးမှာလည်း follow လုပ်ပေးလို့ရပါတယ်။ဗီဒီယိုလေးကိုဆက်ပြီးတော့ပြောခင်မှာ Cindy ပြောချင်တာတစ်ခုက Cindy ကလည်းအခုမှလေ့လာနေစေလူတစ်ယောက်ဖြစ်တယ်။ Cindy သိချင်တာတွေကိုလေ့လာနေနေ Cindy သိရတဲ့အကြောင်းအရာလေးတွေကိုတစ်ဆင့်ပြန်လဲဝေမျှပေးသွားတာဖြစ်ပါတယ်။ Cindy တို့ကအမြဲတမ်း goals တွေကိုချပြီဆိုလို့ရှိရင်တစ်နှစ်မကုန်ခင်ပေါ့နော်နောက်တစ်နှစ်ကိုမကူးခင်ဆိုရင်နောက်နှစ်ကျရင်ငါပတ်စံပို့ပြီးတော့ရှာနိုင်ရမယ်နောက်နှစ်ကျရင်ငါပတ်စံပို့ပြီးတော့စုနိုင်ရမယ်ပြီးတော့ရင်လည်းနောက်နှစ်မှငါဒီအမှတ်ပို့ပြီးတော့ဒီကျောင်းစာမှာအမှတ်ပို့ပြီးတော့ကောင်းရမယ်ပြီးတော့ရင်ငါဒီဘာသာစကားမှာပို့ပြီးတော့ကောင်းကောင်းမွန်မွန်ပြောတတ်ရမယ်ဒီခနာကိုယ်နဲ့ဆိုင်နေဆိုရင်လည်းနောက်နှစ်မှငါဝိတ်ကြရမယ်နောက်နှစ်မှငါဝိတ်ပို့ပြီးတော့တက်အောင်လုပ်နိုင်ရမယ်ဒါမျိုးအစရှိသဖြင့် goal ပေါင်းမျိုးစုံစင်ဒီတို့ချကြရပါတော့အဲ့ဒီခါမှာကိုချရတဲ့ goal sign ကိုတိတိကျကျမှန်မှန်ကန်ကန်နဲ့ကိုလိုချင်တဲ့ result ကိုတခါတည်းရအောင်လို့စင်ဒီတို့ဒါဘယ်လိုမျိုးຢာတွေကကူညီပေးနိုင်မလဲပံ့ပိုးပေးနိုင်မလဲဆိုပြီးတော့စင်ဒီသိချင်လို့ရှာကြည့်တဲ့ခါမှာဒါအကြောင်းအရာများစွာဖြစ်နိုင်တယ်အဲ့ဒီထဲမှာတစ်ခုอ่ะဆိုလို့ရှင်เนาะစင်ဒီတို့ goals တွေကိုသတ်မှတ်တဲ့အခါမှာဆိုရင်ဘယ်လိုမျိုးသတ်မှတ်လို့ရလဲပေါ့ဆိုပြီးတော့စင်ဒီကရှာကြည့်လိုက်တာပါအဲ့လိုရှာကြည့်တဲ့အခါမှာဆိုရင်စင်ဒီပါတွေ့လဲဆိုတော့ဒီ goals တွေကိုသတ်မှတ်ဖို့နီလန်အများကြီးရှိရပေါ့နော်အဲ့ဒီနီးတွေကမှကိုနဲ့ကြိုက်တာကိုနဲ့အဆင်ပြေအောင်သုံးလို့ရတယ်အဲ့ဒီထဲမှာစင်ဒီကြိုက်တဲ့နီးတနီးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့နီလန်ကတော့ smart goal ဆိုတဲ့နီလန်ဖြစ်ပါတယ်တချို့လည်းသိပြီးသားဖြစ်မှာပါစင်ဒီကဒီဟာလေးကိုပြန်ပြီးတော့ဒီ sharing လုပ်ပေးချင်တာပါ S ကကြတော့ specific ဖြစ်တာပါ M ကကြတော့ measurable ဖြစ်ပြီးတော့ A ကကြတော့ achievable ဖြစ်တာပေါ့နော် R ကကြတော့ realisticဖြစ်ပြီးတဲ့ခါကျတော့ T ကကြတော့ time bound ပေါ့နော် timely ဖြစ်တာပေါ့နော်ပထမဆုံးအနေနဲ့တော့သူက specific ဖြစ်တယ်ဆိုတာတိကျသေးကြမှုရှိရပေါ့နော်ဥပမာစင်ဒီခုနကပြောခဲ့သလိုမျိုးဒီပတ်စံနဲ့ပြောရမယ်ဆိုလို့ရှိရင်ပတ်စံရှာနိုင်တာမဟုတ်ဘဲနဲ့ပတ်စံစုနိုင်တာကိုစင်ဒီပြောမယ်ပေါ့နော်ဥပမာပတ်စံနောက်နှစ်မှာငါပတ်စံပို့ပြီးတော့စုနိုင်ရမယ်ဆိုရင်ဒါကဟုတ်တယ် goals တော့ဟုတ်တယ်ဒါပေမဲ့တိကျသေးကြမှုရှိမနေ specific ဖြစ်မနေနင်ကစုမယ်ဆိုရင်ဘယ်လောက်ထိနင်စုနိုင်ချင်တာလဲအဲ့ဆိုရင် specific တိတိကျကျစင်ဒီကသတ်မှတ်လိုက်မယ်ဆိုရင် okay စင်ဒီကဥပမာအားဖြင့်မငွေနဲ့ဆိုရင် okay 300စုမယ်ပေါ့နော်နောက်နှစ်ကိုငါ300ရအောင်စုမယ်ဆိုရင် specific တိတိကျကျဒီသတ်မှတ်လိုက်တယ်ပေါ့နော်အဲ့ပြီးတော့ measurable ပေါ့နော်ဒီတိုင်းတာလို့ရတယ်ဆိုတော့ဒီခုနကပြောသလိုပဲဒီ measurable ဆိုတာကတော့ဒါနံပါတ်တွေပါတယ်ဆိုရင်စင်ဒီတို့တိုင်းတာလို့ရတယ်ပေါ့နော်စင်ဒီကဒီမတိုင်ခင်မှာဆိုလို့ရှိရင်ဒီနှစ်မတိုင်ခင်မှာဆိုရင်ပတ်ဆက်ကဘယ်လောက်ရှိနေရလဲဒီတစ်နှစ်တော်တွင်မှာစင်ဒီကဘယ်လောက်ရှာနိုင်ချင်တာလဲခုနပြောခဲ့တဲ့300ဆိုရင်ဒါကလည်း measurable ဖြစ်တယ်ပေါ့တိတာတယ်ပေါ့နော်ဒီတစ်နှစ်မတိုင်ခင်နဲ့တစ်နှစ်ပြီးသွားတဲ့အတွင်းမှာဒါ100စုမိရမယ်100စုမိတယ်ဆိုရင်ဒါစင်တို့ရဲ့ goals ကဒါ complete ဖြစ်တယ်ပေါ့နော်အောင်မြင်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်เนาะဒါဘယ်လောက်အတိုင်းဒါဒီကွာစုနိုင်တာလဲဒါမျိုးဖြစ်လာမှာပေါ့နော်ဒါကတော့ measurable ဖြစ်တာပါနောက်တစ်ခုကတော့ achievable ပေါ့နော်ကိုရနိုင်ခြေရှိတဲ့ဟာလည်းဖြစ်ရမယ်လို့ပြောတယ်ဒါပေမဲ့ဒီတစ်ခုကကြတော့ဘယ်လိုပြောမလဲကိုကဒါကိုပြန်ပြီးတော့သုံးသပ်ရမယ်ပေါ့နော်ဒီကိုကတစ်လောက်ဘယ်နှသိန်းချနိုင်တာလဲအဲ့ဒီဘယ်နှသိန်းကဘလောက်ကိုသုံးနေပြီးတော့ဘလောက်ကိုပဲစုနိုင်နေရလဲဒါမှမဟုတ်ရင်ဒီနောက်နှစ်မှာလစာတိုးပေါ့နော်ဒီဝင်ငွေတိုးလာပြီးတော့စုငွေတိုးလာနိုင်လားဒါမျိုးတွေပေါ်မူတည်ပြီးတော့ကိုကတစ်နှစ်မှာဘလောက်ဒီစုနိုင်ခြေရှိလဲပေါ့နော်ကိုအနေနဲ့နိုင်တဲ့ဝင်ပေါ့နော်ဒါမျိုး goals ကိုချမယ်လို့သူကပြောတယ်ပေါ့နော် achievable ဖြစ်တာပေါ့နော်နောက်တစ်ခုကကြတော့ realistic ဖြစ်တာပေါ့နော်တကယ်လက်တွေ့ကြနေပေါ့နော်ဒီအခုနကလိုပဲဥပမာကိုကတလားမှာထားလိုက်ပါတော့ဒီ9သိန်းရတယ်9သိန်းရတာအောင်မှကိုကဒီ3သိန်းလောက်သုံးနေဆိုရင်เนาะဥပမာ2သိန်းပဲကျန်မယ်ပေါ့နော်2သိန်းဆိုရင်เนาะဒါ10လဆိုရင်เนาะ32012လဆိုလို့ရှိရင်เนาะ24သိန်းပေါ့နော်ဒီလောက်ပဲစုမိမှာပေါ့နော်ဂျားထဲမှာဒီထီပေါက်တာဘာညာဒါမျိုးကိစ္စတွေရှိရဆိုလို့ရှိရင်เนาะဒါကိုယ့်ရဲ့ပမာဏကို
မြင့်တင်သွားမှာဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုကပတ်စံပို့တိုးပြီးတော့ရှာမလားဒီနောက်ထပ်ဝင်ငွေတစ်ခုရတဲ့ဟာကိုကိုကထပ်ပြီးတော့လုပ်မလားဒါမျိုးနီလန်းတွေကိုကစဉ်းစားရမယ်ပေါ့နော် realistic ပေါ့နော်တဘာဝကြကြလက်တွေ့ကြကြနဲ့ကိုလိုချင်တဲ့ goals ကိုရဖို့ကိုကအဲ့လိုစဉ်းစားရမယ်ပေါ့နော်နောက်တစ်ခုက timely ဖြစ်တာပေါ့နော်time bond လို့သူကရေးထားတယ်ဒါကကြတော့အချိန်တိကျကျသတ်မှတ်ထားတာပေါ့နော်ဒါဆိုဥပမာပြောရင်တစ်နှစ်လို့ခုနကပြောလိုက်တာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တစ်နှစ်ကိုမသိန်း100ဆိုအဲ့ဆိုရင်စင်ကြီးကတဝက်ဝက်လိုက်မယ်အဲ့ဆိုရင်6လတော့အတွင်းမှာငါဘယ်လောက်စုရမှာပဲငါ3လအတွင်းဆိုရင်ငါဘယ်လောက်စုရမယ်ပြီးသွားရင်တစ်လချင်းစီပြန်ခွဲလိုက်တစ်လမှာဆိုရင်တော့ဒီသိန်း100ပြဖို့ဆိုရင်ဒီ8သိန်းနီးပါးလောက်ငါစုရမှာပဲအဲ့လိုဆိုရင်ဒီငါရဲ့ဝင်ငွေနဲ့ငါကတရက်ကိုဆိုရင်ငါဘယ်လောက်ပဲသုံးရမယ်ဘယ်လောက်ပမာဏကိုတော့စုရမယ်ဒါမျိုးတွေကိုကိုကဒီအချိန်နဲ့ပတ်သက်ပြီးတော့တေးသေးချာချာဒီကန့်သက်ပြီးတော့ဒီကိုယ့်ရဲ့ goals ကိုပြည့်မြောက်ဖို့ကိုကအချိန်သတ်မှတ်ထားရမယ်ပေါ့နော်ဒါမျိုးပြောတာပါနောက်ထပ်ဥပမာတစ်ခုနဲ့ထပ်ပြီးတော့ပြရမယ်ဆိုလို့ရှိရင်เนาะဘာသာစကားတိုးတက်လာမှုပေါ့เนาะကိုကအခုမှဘာသာစကားတစ်ခုစပြီးတော့လေ့လာတယ်ပေါ့เนาะအခြေခံပေါ့เนาะဥပမာတွေပြမယ်ဆိုရင်အင်္ဂလိပ်စာအခြေခံပေါ့เนาะနောက်နှစ်မှာဒီထက်ပိုပြီးတော့ကိုက level တက်လာခြင်းနဲ့ကိုပို့ပြီးတော့ပြောတတ်ခြင်းနဲ့ဒါကကိုယ့်ရဲ့goal ပေါ့เนาะအဲ့ဒါကိုမှကိုကဒီ smart goals နဲ့တေးသေးချာချမယ်ဆိုလို့ရှိရင်ဥပမာနံပါတ်တင်နေနဲ့ specific ဖြစ်ရမယ်ပေါ့เนาะတိကျသေးချာမှုရှိရမယ်ကိုကဘာသာစကားကိုမှတိုးတက်ချင်တာဆိုလို့ရှိရင်ကိုကဘယ်လောက်ထိတိုးတက်ချင်တာလဲဥပမာ level နဲ့ဆိုလို့ရှိရင်ကိုကအခုbasic ပေါ့နော်ဒီနောက်တစ်နှစ်ပြီးသွားလို့ရှိရင်ငါကဥပမာ intermediate လောက်ထိရှိချင်တာလားပေါ့နော်ဒီ pre intermediate upper intermediate ပေါ့နော်ဒီလိုမျိုး level နဲ့ကိုကသတ်မှတ်လိုက်တာပေါ့နော်အဲ့ခါကျတော့နှစ်တစ်နှစ်မစခင်မှာကိုကဒီ level test ကိုအရင်ဆုံးဖြေလိုက်ပါတော့ကိုရတဲ့အမှတ်နဲ့ပြီးသွားလို့ရှိရင်တစ်နှစ်ပြီးသွားတဲ့အခါမှာကိုကဒါပြန်ပြီးတော့ level test ပြန်ပြီးတော့စစ်ပေါ့နော်ဒါဆိုရင်ဒါ specific ဖြစ်တယ်ဒါ measurable လည်းဖြစ်တယ်တိုင်းတာလို့လည်းရတယ်အဲ့တော့ဒီနှစ်မတိုင်ခင်က level ကဒီလောက်ပေါ့နော်တစ်နှစ်ပြီးသွားတဲ့အခါမှာနောက်ထပ်ဒီ level ကိုရောက်သွားတယ်ဆိုဒါ measurable တိုင်းတာလို့ရတယ်ပေါ့နော်စင်တို့ခုနကပထမဆုံးသတ်မှတ်တယ်ကတော့ငါပို့ပြီးတော့ဒီဘာသာစကားကိုတိုးတက်လာရမယ်ဆိုပို့ပြီးတော့တိုးတက်လာရမယ်ဆိုတာဟုတ်တယ်ဒါပေမဲ့နင်ဘယ်လို measure လုပ်မှာလဲဘယ်လိုတိုင်းတာမှာလဲပို့ပြီးတော့တိုးတက်လာလားဆွေးသွားလားဆိုတာအဲကြောင့်မလို့စင်ဒီတို့ကဒီ test တွေနဲ့နင်းနဲ့လဲစစ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ဒီဘာသာစကားဒီကျွမ်းကျင်မှုတွေပေါ့နော်basic ကကိုကအခြေခံလောက်ပဲပြောတတ်တယ်ကိုက level တက်သွားပြီဆိုလို့ရှိရင်ဒီ conversation တွေကောင်းကောင်းပြောနိုင်တယ် presentation တွေကောင်းကောင်းလုပ်နိုင်တယ်ဒီ public speaking တွေလည်းကိုကရတယ်ဒါဆိုရင်ဒါသိကြပါကိုယ့်ရဲ့ level ကတက်သွားတာပေါ့နော် vocabulary အသုံးနှုန်းတွေကိုကအရန်တက်သွားတယ်ဒီပြီးတော့ရင် grammar ဘိုင်းကြီးဘယ် level လောက်ထိတော့သုံးနိုင်တယ်ဒါမျိုးတွေပေါ့နော်ဒါဒီ measurable လည်းဖြစ်တာပေါ့နော်ဒီနောက်တစ်ခုကတော့ achievable ဖြစ်တာပေါ့ကိုရနိုင်တဲ့ဒီ result လည်းဖြစ်ရမယ်ပေါ့နော်ကိုကအခုမှ basicကိုမှကိုကဒီကျောင်းတွေလည်းမတက်နေဘူးသင်တန်းတွေလည်းမတက်နေဘူးကိုတိုင်ပေါ့နော် self study လုပ်မယ်ဆိုလို့ရှင်ကိုကတစ်နှစ်အတွင်းဘယ်လောက် level လောက်ထိကိုရောက်နိုင်လဲပေါ့နော်အဲ့ဒါကဒီကိုရနိုင်တဲ့ limit ကိုရဲ့ limit ကိုသိရမယ်ပေါ့နော်ဥပမာကိုကရတယ်ငါကြကုတ်ကြခဲလုပ်နိုင်တယ်အချိန်မရှိရင်လည်းတော့ဒီညနေတက်ထိလုံနိုင်တယ်မနက်ခင်းစောထားပြီးတော့လုံနိုင်တယ်ဒါမျိုးကိုကကိုเจ้าကိုတေချာသိပြီးတော့ကိုလုံနိုင်တဲ့ဒီ goal ကိုပဲကိုကချရမယ်ပေါ့နော်ဒါကတော့နောက်တစ်ခုကတော့ realistic ဖြစ်ဖို့ပေါ့နော်ဒါကတော့ခုနဒီပေါ့နော်လက်တွေ့ကြကြဒီလက်တွေ့ကြတဲ့ goal ဖြစ်ရမယ်ပေါ့နော်အင်္ဂလိပ်စကားကိုကိုကမှအခြေခံလေ့လာမယ်ဒီနောက်2လ3လအတွင်းမှာငါက native speaker တယောက်လိုပြောနိုင်ရမယ်ပေါ့နော်ဒါက realistic ဖြစ်လာပေါ့နော်ကို့အတွက်ပေါ့ဒါကကိုကနဲ့ကိုပဲနိုင်ရှင်ပေါ့နော်ကို့အတွက် realistic ဖြစ်လာဒါကိုတကယ်လုံနိုင်လားပေါ့နော်ဒီဒါနဲ့ကိုကတိုင်းတာမယ်နောက်တစ်ခုကကြတော့ time bond ပေါ့နော်ကိုကဒီ time ကိုတေချာတတ်မှတ်လိုက်ပေါ့နော်ဥပမာစနီကအခုမှပေါ့နော်အခြေခံလေ့လာမယ်ဆိုရင်နောက်နှစ်မှာဆိုလို့ရှိရင်စနီကထားလိုက်ပါတော့ဒီ upper intermediate ကိုရောက်သွားခြင်းနဲ့ထားလိုက်ပါတော့တစ်နှစ်ဆို12လရှိရတယ်เนาะ upper intermediate ကိုရောက်သွားခြင်းနဲ့ဆိုလို့ရှိရင်ဒီ4လတပိုင်းစီပိုင်းလိုက်မယ်ဆိုလို့ရှိရင်စနီပထမ4လမှာဆိုလို့ရှိရင်ဒီ basic ကနေပြီးတော့ဘယ် level ကိုရောက်မလဲelementary လောက်စနီရောက်တဲ့ထားပါတော့ဒီနောက်ဒီနောက်ထပ်4လဆိုနောက်ထပ်4လမှာဆိုရင်ဒီ pre intermediate ပေါ့နော်အဲ့မှာနောက်ထပ်4လဆိုလို့ရှိရင်စနီက upper intermediate ပေါ့နော်အဲ့ level လောက်ကိုရောက်ကမယ်အဲ့ခါကျတော့ကိုယ့်ရဲ့အချိန်ကိုပေါ့နော်တစ်နှစ်လို့ပြန်ကျဲပြီးတော့ပထမဆုံးမြင်ကြည့်မယ်ပြီးတော့လို့ရှိရင်ဒီအပိုင်းလေးပိုင်းပြီးတော့ဒီ time limit အတွင်းမှာတော့ငါဒီ level ရအောင်
ငါလုံးမယ်ပေါ့ဒါကတော့ကိုတယောက်ချင်းစီဒါတူမှာမဟုတ်ပါနော်တိုင်း limit တွေလည်းဒါတူမှာလည်းမဟုတ်ဒါကိုပေါ်ပဲမူတည်ပြီးတော့ကိုကအဲ့လိုမျိုးကိုယ့်ရဲ့ goals တွေကိုအခုနဒီ smart goals ရဲ့ဒီ technique ကိုသုံးပြီးတော့ကိုကသတ်မှတ်လို့ရတယ်ကိုကသတ်မှတ်တဲ့ခါမှာကိုယ့်ရဲ့ကိုက specific တိကျသေးချာမှုရှိရမယ်ပြီးတော့ measurable ဖြစ်ရမယ်နံပါတ်တွေဖြစ်ရမယ် test တွေဖြစ်ရမယ်ဒါဆိုရင်ကိုကတိုင်းတာလို့ရတယ်ပေါ့နော်ပြီးတော့ achievable ကိုလုံနိုင်တဲ့ဒီကိုယ့်ရဲ့ limit ကိုသိပြီးကိုလုံနိုင်တဲ့ goal ကိုလည်းကိုကချရမယ်ပေါ့နော် realistic ဖြစ်ရမယ်နောက်တစ်ခုက time ကိုတိတိကျကျသတ်မှတ်ရမယ် deadline ပါမယ်ပေါ့နော်ကိုကကိုယ့်ရဲ့ goal ကိုဒီ smart technique နဲ့ကိုကဒီချမှတ်ထားရပေါ့နော်ပြန်ပြီးတော့ re-evaluate လုပ်မယ် re-evaluate ကဒါကိုယ့်ဘောမူတည်တယ်ဒီနှစ်ပတ်တစ်ခါကိုပြန်ပြီးစစ်ချင်တာလားဒါမှမဟုတ်သုံးပတ်တစ်ခါလားဒါမှမဟုတ်တစ်လတစ်ခါကိုလုပ်ခဲ့တဲ့ဒီရေတွက်ပေါ့နော်ကိုကြော်ခဲ့တဲ့ရက်ရှိလားကိုလုပ်ခဲ့လားကိုရဲ့ progress ကဘယ်လိုလဲကိုတိုးတက်လာလားဒါတွေကိုပြန်ပြီးတော့ re-evaluate ကိုလုပ်လို့ရတယ်ပြီးတော့ကိုက re-adjust ပေါ့နော်ပြန်ပြီးတော့ညှိပေးတာပေါ့နော် adjust ပြန်ပြီးတော့လုပ်တယ်ပေါ့ဒါတွေလုပ်ချင်းအဖြစ်ဒီစင်တို့လိုချင်တဲ့ goals တွေကိုတိကျသေးချာတဲ့ result တွေရအောင်လုပ်ပြီးနိုင်မယ်လို့ထင်ပါတယ်။ဒါစင်တို့ goals တွေချတဲ့အခါမှာပေါ့နော်ကိုကအဲ့ဒီ goals ကိုချပြီးတော့ဥပမာအဖြစ်ဒီ result ကိုကရလိုက်မယ်ဆိုလို့ရှိရင်အဲ့ result ကကိုကိုဒီစိတ်ပျော်ရွှင်မှုမျိုး excitement ကိုပေးနေတဲ့ဒီ goals တွေဖြစ်တယ်ဆိုလို့ရှိရင်ကိုပို့ပြီးတော့ဒီ motivation ပို့ပြီးတော့ရှိစေတယ်ပေါ့နော်ကိုရှေ့ဆက်သွားဖို့ပို့ပြီးတော့အားရှိတယ်ပေါ့နော်ဖြစ်နိုင်ဖို့ပို့ပြီးတော့များတယ်ပေါ့နော်အဲ့ဒီချက်လည်းရှိပါတယ်ပြီးတော့လို့ရှိရင် goal ကိုဖြစ်ဖို့စင်တို့စူးစမ်းနေတဲ့လုပ်နေတဲ့ဒီကာလတော်တက်မှာဆိုလို့ရှိရင်အခက်အခဲရှိနိုင်တယ်ပေါ့နော်အခက်အခဲဆိုတာကဥပမာအချိန်ပေးရတဲ့ဟာတွေဆိုလို့ရှိရင်ဒါပြင်သွားဖို့အကြောင်းဖန်လာတာတွေဒါမျိုးတွေဒါကြုံနိုင်တယ်ပေါ့နော်အလုံးအားတော့တာတွေစိတ်မပါတာတွေနေမကောင်းတာတွေဒါမျိုးတွေဖြစ်နိုင်တယ်ဒါတွေကိုကကြိုပြီးတော့တွေးထားရမယ်အဲ့လိုကြုံလာပြီဆိုလို့ရှိရင်ဒါကိုကဘယ်လိုဖြေရှင်းမလဲဒီ result ကိုလည်းကိုကရချင်တယ်ဒီ goal ကိုလည်းပြီးမြောက်ချင်တယ်ဒီအခက်အခဲတွေကြုံလာပြီဆိုလို့ရှိရင်ငါဘယ်လိုမျိုးလုပ်မလဲဥပမာအဖြစ်ငါကဒီတပတ်ကို3ရက်လုပ်မယ်လို့ plan ထားတယ်ဆိုရင်တငယ်ချင်းတွေနဲ့ပြင်သွားမယ့်ရက်တွေရှိတယ်ဒါကိုလှုပ်ရှားရှိတခြားအလုပ်လုပ်တဲ့ရက်တွေရှိတယ်ဒါတွေဆိုလို့ရှိရင်เนาะဥပမာအဖြစ်ငါပြင်သွားတာကိုတော့နည်းနည်းချော့ရမယ်ဒါမျိုးတွေပေါ့ဒါတွေကတော့ဒါကိုယ့်ဘာသာကိုစီမံရမှာပေါ့နော်ကိုယ့်ရဲ့ဒီကိုယ့်အတွက်ခက်ခဲဖြစ်လာနိုင်တဲ့အရာတွေကဘာတွေလဲအဲ့ဒီအရာတွေကိုကဘလို့ကြော်လွားမလဲဆိုတာကိုကြိုတင်ပြီးတော့တွေးထားတာမျိုးပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့အခုခေတ်က AI နေပေါ်လာပြီဆိုတော့ AI နေရဲ့အကူအညီအနေနဲ့လည်းကိုယ့်ရဲ့ goals တွေကိုဘယ်လိုမျိုးသတ်မှတ်လို့ရမလဲဆိုတာဒါသူတို့အားကိုးလို့ရတယ်ပေါ့နော်ဥပမာအဖြစ်အင်္ဂလိပ်စာစကားပြောတတ်ချင်တာပေါ့နော်ငါကဒီ AI approach မှာသွားပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကိုကဘယ် AI ကိုသုံးတာလဲကိုကဘယ် AI ကိုကြိုက်တယ်ပေါ့နော်ကိုကြိုက်တဲ့ AI မှာသွားပြီးတော့ကိုပြောလို့ရတယ်ဥပမာအဖြစ်ငါကအင်္ဂလိပ်စာ basic level ပေါ့နော်နောက်တစ်နှစ်မှာတော့ငါကဒီ bell level ကိုရောက်ချင်တယ်ပေါ့ okay upper intermediate level ကိုရောက်ချင်တယ်ပေါ့အဲ့ဆိုရင်ဒီငါရဲ့ goal ကိုဒီ smart method ကိုသုံးပြီးတော့ဒီချပေးပါပေါ့ time အဲ့ဆိုလို့ရှိရင်ဘာထွက်လာမလဲဆိုတာကိုကြည့်လိုက်ကြရအောင် okay ဒါကတော့စင်ဒီတို့ AI ကိုသုံးပြီးတော့စင်ဒီကဥပမာအနေနဲ့ပေါ့နော်စင်ဒီကအခု basic level ကနေ upper intermediate ကိုသွားကျင်တဲ့ English learner တယောက်အနေနဲ့စင်ဒီကဒါသူ့ကိုမေးထားတာဖြစ်တယ်အမှသူပြောတဲ့ဒီ goals တွေကိုကြည့်လိုက်ပါ specific ဖြစ်တယ်ပြီးတော့ measurable တိုင်းတာလို့ရတယ်သူဘယ် level အထိသူပြောထားတယ်ပြီးတော့သူကနော်ဒါပေမဲ့တစ်နှစ်မှာဆိုရင်သူစင်ဒီပြောသလိုပဲတစ်နှစ်အတွင်းလို့သတ်မှတ်လိုက်ပေမဲ့အဲ့ဒါကိုအပိုင်းပိုင်းနဲ့သူပြန်ပိုင်းနေဘယ်နှစ်လပြီးသွားရင်ဘယ် level ကိုရောက်ကမယ်အဲ့ level ရောက်ဖို့ဆိုရင်နင်တပတ်မှာဘယ်နှစ်ရက်စာလောက်ကမယ်เนาะအဲ့ထဲမှာမှစင်ဒီတစ်ရက်ဟိုဆိုလို့ရှိရင်ဒါဘယ်နှစ်မိနစ်လောက်ရမယ်ဒီတစ်လအတွင်းမှာ vocabulary ဘယ်လောက်လုပ်ရမယ် grammar ဘယ်လောက်လုပ်ရမယ် speaking ကိုဘယ်လောက်လုပ်ရမယ်ဒါ writings ကိုဘယ်လောက်လုပ်ရမယ်စာဖတ်တာကိုဒါဘယ်လောက်လုပ်ကမယ်ဒါတွေကိုဒါ तू ကပေးရပေါ့နော်အဲ့ကကြောင့်စင်ဒီတို့အခု AI ခေတ်ဆိုတော့စင်ဒီတို့ဒါတွေကိုအသုံးပြုပြီးတော့လဲဒါစင်ဒီတို့ဖြစ်ရှင်တဲ့ goals တွေကိုတိကျပြီးတော့တကယ်ရအောင်စင်တို့ကထောက်ကူပြုပေးနိုင်တယ်ပေါ့နော်ပြီးတော့ vocabulary ဘာတွေတော့လဲဒါသူတို့ ਨੇ လေ့ကျင့်လို့ရတယ်ဒါကတော့စင်ဒီကိုင်းဆက်စုရင်းနဲ့ပေါ့နော်ဒီ goals တွေကိုချမှတ်တဲ့အခါမှာဒါကိုယ့်ရဲ့ goals တွေကိုတိတိကျကျဒီမှန်ကန်တဲ့ result ပေါ့နော်ရအောင်လို့ကိုကဒါ
ဘယ်လိုမျိုးစူးစမ်းနိုင်လဲပေါ့ဘယ်လိုနည်းလမ်းတွေအထောက်အကူပြုနိုင်လဲဆိုတာကိုစင်ဒီကရှာပြီးတော့စင်ဒီတွေ့တဲ့တည်တဲ့အကြောင်းအရာလေးကိုစင်ဒီကပြန်ပြီးတော့ဝင်မြတာဖြစ်ပါတယ်။ဒီခါကျတော့ကိုယ်တိုင်လည်းတခြားသိထားတာရှိရဆိုရင် comment အောက်မှာတခြားမသက်တွေကိုသိသေးတယ်ဆိုလို့ရှိရင် comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်။ပြီးတော့တခုပြောချင်တာကပြောတော့လွယ်လုပ်တော့ခက်တယ်ဆိုတာရှိပါတယ် easier said than done မှာအဲ့ခါကျတော့ကိုသိတဲ့ knowledge အတိုင်းပဲဒီကိုယ့်ရဲ့ဒီ goals တွေကိုလည်းတည်တည်ချာချာလက်တွေ့လုပ်နိုင်ဖို့ဆိုတာကဒါလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးအဲဒါကြောင့်မလို့2026မှာကိုဖြစ်ရှင်တဲ့ goal sign ကိုအောင်မြင်ကြပါစေရရှိကြပါစေစနီးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီစနီးရဲ့ channel နဲ့ page လေးကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့ပြီးတော့စင်ရဲ့ဒီဗီဒီယိုလေးပြောတဲ့အခါမှာနည်းနည်းမြန်လေးပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှားပါသွားလို့ရှိရင်ခွင့်လွှတ်ပေးဖို့ပြောချင်ပါတယ်နောက်ဘက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်